1945 ခုနှစ်ဒုတိယကမ္ဘာစစ်အပြီးမှာ Animal Farm ဆိုတဲ့စာအုပ်ကိုစာရေးဆရာ George Orwell ကရေးသားထုတ်ဝေခဲ့တယ်။ဒီစာအုပ်ထွက်လာပြီးစာဖတ်ပရိသတ်အများစုကကွန်မြူနစ်ဝါဒကိုစန့်ကျင်တဲ့အတွေးခေါ်တွေအများကြီးပါတဲ့စာအုပ်ဆိုပြီးတော့ယူဆချက်တွေအမျိုးမျိုးပေးခဲ့ကြတယ်။တစ်ချိန်ကကမ္ဘာတမိုင်းထဲမှာတထေးတကြွယ်တွေကတလူရဲ့ပစ္စည်းတွေကုန်တွေတွေကိုလွတ်လပ်စွာကူးတန်းရောင်းဝယ်ခွင့်နဲ့တလူရဲ့ပစ္စည်းပိုင်ဆိုင်မှုတွေအတွက်တိုက်ပွဲဝင်ရင်နဲ့ liberalism, capitalism ပြီး market system ဆိုတဲ့အတွေးခေါ်အယူဝါဒတွေကိုဖြန့်ကျက်လာခဲ့တယ်။ပြီးရင်အဖိနှိပ်ခံအလုပ်သမားလူဒန်းစားတွေဘက်ကနေတွေးပြီးcommunist, socialist ဆိုတဲ့ဝါဒတွေလည်းပေါ်ပေါက်လာခဲ့တယ်။ဒီလိုနဲ့တော်လှန်ရေးပေါင်းအကြိမ်ကြိမ်အတွေးခေါ်တိုက်ပွဲတွေအမျိုးမျိုးဖြစ်ပြီးတဲ့နောက်မှာတချို့နိုင်ငံတွေက liberalism, capitalism, communist, socialist, democracy, fascist ဆိုပြီးတော့နိုင်ငံအတီးတီးရလည်းအယူဝါဒအမျိုးမျိုးကိုကင်ဆွဲပြီးတော့အာဏာစက်ကိုဖြန့်ကျက်လာကြတယ်။ဆိုတော့ဒီ Animal Farm ဆိုတဲ့စာအုပ်ကခုနကလိုဝါဒတွေအမျိုးမျိုးအားပြိုင်နေတဲ့ကာလမှာထွက်ပေါ်လာတဲ့စာအုပ်တစ်အုပ်လို့ပြောလို့ရတယ်။ဒီစာအုပ်ထဲမှာရေးသားထားတဲ့အကြောင်းအရာတွေကခုနကလိုဝါဒတစ်ခုကအင်အားကောင်းနေဖို့အတွက်ဒါမှမဟုတ်လေအာဏာစက်တစ်ခုတည်မြဲဖို့အတွက်နောက်ခွင့်ရလောက်ရတဲ့ဂန္ဒီကန်တဲ့နိုင်လုံးနဲ့အဖြစ်အပျက်တွေရှိရဲ့ဗျ။အဲ့ဒီအဖြစ်အပျက်တွေကိုတရောတဲ့သဘောနဲ့ဟာတနောပြီးတော့ပြန်ရေးသားထားတဲ့စာအုပ်တစ်အုပ်လို့ပြောလို့ရမယ်ထင်တယ်ဗျ။ရွာလေးတွေမှာ Manor Farm ဆိုတဲ့စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံရှိတယ်။ဒီခြံပိုင်ရှင်လယ်သမားရဲ့နာမည် Mr. Jones လို့ခေါ်တယ်။ဒီခြံထဲမှာတရိတ်ဆန်ပေါင်းများစွာကိုမွေးမြူထားတယ်။ဖြစ်ချင်တော့ဒီတရိတ်ဆန်တွေကြားထဲမှာထူးဆန်းတဲ့သတင်းတစ်ခုကပြန့်နေတယ်။အဲ့လာဘာလဲဆိုတော့ဒီတရိတ်ဆန်တွေကြားထဲမှာ Old Major လို့ခေါ်တဲ့ဝက်ဘိုးတော်ကြီးတစ်ကောင်ရှိတယ်။သူ့ကိုအားလုံးကလေးစားကြတယ်။ပညာရှိဝက်အဖိုးကြီးတစ်ကောင်လို့အားလုံးကသတ်မှတ်ပြီးတော့လေးလေးစားစားနဲ့ဆက်ဆံကြတယ်။အဲ့မှာဒီဝက်အဖိုးကြီးကသူအိမ်မက်တစ်ခုမှတ်တယ်ပေါ့သူမှတ်တဲ့အိမ်မက်ကအရန်ထူးဆန်းတယ်ဒီအရန်ထူးဆန်းပါတယ်ဆိုရဲအိမ်မက်ကြီးကိုဝက်အဖိုးကြီးကသူမသေးခင်အချိန်လေးအတွင်းမှာလဲထဲမှာရှိတယ်များတရိတ်ဆန်တွေအားလုံးကိုပြောပြသွားကြမှာလေဆိုပြီးတာဆူအားလေရောဒီဝက်အဖိုးကြီးရဲ့အိမ်မက်အကြောင်းကတရိတ်ဆန်တွေကြားထဲမှာတော်တော်ကြီးကိုပြန့်နေပြီအားလုံးကလည်းသိချင်နေဒီအိမ်မက်ကြီးကဘာကြီးလဲဟိုအဲ့မှာနောက်ဆုံးညရောက်တဲ့အခါမှာစပက်ကြီးတဲကိုနားထောင်ခြင်းနဲ့တရိတ်ဆန်တွေအားလုံးလာခဲ့ပေးပါဆိုပြီးတော့ဖိတ်ခေါ်တယ်ကံကောင်းကြတော့တရက်မှာလယ်သမားကြီး Mr. Jones ကသူပိတ်နေကြကြက်ချံပေါက်တွေသူပိတ်ဖို့မေ့သွားတယ်ပြီးရင်သူ့ရဲ့အိတ်ခမ်းထဲမှာသူမေးကနေအိတ်ပြောပါရမှုပြီးအမကွက်တီပဲသူ့အိတ်ခမ်းထဲကမီးလင်းအောင်တပြေးပြေးမိန်လာပြီးဆိုတော့ဒီလယ်ထဲမှာရှိတဲ့မှာတရိတ်ဆန်တွေအားလုံးစပက်ကြီးရှိရဲ့စီကိုတွားပြီစပက်ကြီးထဲမှာတရိတ်ဆန်တွေအားလုံးလဲစုံပြီးဆိုတော့Old Major ဆိုတဲ့ဝက်ကြီးကသူအိတ်နေကြကောက်ရိုးအိတ်ရပေါ်ကနေထလာပြီးတော့အားလုံးတစ်ချက်စိုက်ကြည့်လိုက်အမှသူတခုခုကိုပြောဖို့အတွက်လဲချောင်းထရှင်းပြီသူဘာပြောတော့မလဲဆိုပြီးတခြားတရိတ်ဆန်တွေကလည်းအားလုံးကငြိမ်ပြီးတော့နားထောင်နေကြတယ်ဒီလိုနဲ့ပညာရှိဝက်အဖိုးကြီးကစကားစပြောပြီရဲဘော်အပေါင်းတို့ငါအသက်က12နှစ်ရှိနေပြီဒီ12နှစ်အတွင်းမှာလယ်ထဲမှာဖြစ်သမျှပြတ်သမျှကိစ္စတွေအားလုံးငါမြင်ခဲ့ပြီတရိတ်ဆန်တကောင်ဒီလေထဲမှာမွေးပြီးဆိုတာနဲ့ငါတို့ကမသေးုံတမဲပဲအစာစားရတယ်ပြီးရင်ငါတို့ခန္ဓာကိုယ်မှာရှိသမျှစွမ်းအင်တွေအကုန်သုံးပြီးတော့အလုပ်လုပ်ရတယ်ပြီးရင်ရလာလို့အကျိုးမြတ်တွေအားလုံးကိုလေဓမားနဲ့သူ့ရဲ့လူတစုကခွဲဝေပြီးစားတောက်ကြတယ်ငါတို့လုပ်သမျှလုပ်အားတွေကိုအတိမတ်မပြုတ်တဲ့အပြင်ငါတို့အသက်ကြီးလာလို့အင်အားနည်းပြီးချိနဲ့လာတဲ့အချိန်မှာငါတို့ရဲ့ခန္ဓာကိုယ်တွေကိုတားတက်ရုံပို့ပြီးပြန်ရောင်းစားကြတယ်အသက်ကြီးပြီးငြိမ်ငြိမ်ချမ်းချမ်းနဲ့တေသွားတဲ့အရွယ်မှာတော့မှဒီလူသားတွေရဲ့ဓာတ်ဆက်အောက်မှာငါတို့ကလဲစင်းပေးရတယ်။ငါတို့တရိတ်ဆန်တွေဘာဖြစ်လို့ဒီလိုမျိုးအဖိနှိပ်ခံနေရလဲ။ငါတို့တရိတ်ဆန်တွေကအင်အားနဲ့ပြီးတော့လူသားတွေကအင်အားကြီးနေလို့မင်းတို့ထင်နေကြလား။လုံးဝမဟုတ်ဘူး။အဲ့ချိန်မှာပညာရှိဝက်ဖိုးကြီးကနွားမတွေဘက်ကိုသူလှည့်ကြည့်လိုက်တယ်။မင်းတို့နွားတွေပေါ့ဒီနှစ်အတွင်းမှာနွားနှုတ်ပေါင်းဘယ်နှကားလန်ထုတ်ပြီးသွားပြီတော့အဲ့နွားနို့တွေကိုလယ်သမားရယူပြီးတော့ပတ်စံနဲ့လဲခဲ့တာပဲမဟုတ်ဘူးလားဒီရသမျှပတ်စံတွေအားလုံးသူနဲ့သူ့လူတွေခွဲဝေစားတော့ကြတယ်ပြီးရင်ဒီဝက်ကြီးကတေတာတန်လျားပေါ်မှာမတက်ရက်ပြီးနားထောင်နေတဲ့ကြက်မတွေကိုသူတစ်ချက်ငေးကြည့်လိုက်တယ်မင်းတို့လေကြက်ဥတွေကိုတနေ့အတွင်းထောင်ချီဥပြီးသွားရမလားဒီထဲမှာအကောင်ပေါက်တာဘယ်နှကောင်ရှိရောဒီလူသားတွေကပဲယူပြီးတော့ပတ်စံနဲ့လဲခဲ့ကြတယ်မဟုတ်ဘူးလားဝက်အဖိုးကြီးကမြင်းမလေးဘက်ကိုသူလဲကြည့်လိုက်တယ်လွန်ခဲ့တဲ့တစ်နှစ်ကမြင်း၄ကောင်မွေးခဲ့တယ်
နင်အလောက်ချမ်းနေကြမ်းကြမ်းတန်တန်လောက်ကင်နေရတဲ့ဂျားရီယာမှာဒီကလေးလေးကောင်ကိုမိခင်တော်ပဲမပြတ်မကွက်နဲ့ဂယူးဆိုင်ပြုစုဆောင်ရှောက်ခဲ့တယ်ပြီးရင်ဒီကလေးတွေတနေ့ပြည့်တဲ့အခါမှာလေဓမားရအားလုံးကိုတခြားလေစီကိုရောင်းစားခဲ့ရပဲမဟုတ်ဘူးလားနင်အဲ့ကလေးတွေကိုဘယ်တော့မှပြန်မြင်ခွင့်မရတော့တလို့အဲ့ကလေးတွေကလည်းနေရတလို့အမေဆိုတော့ဘယ်တော့မှတီးခွင့်မရတော့ဘူးဒီချန်ကြီးတစ်ခုလုံးကိုလေပတ်စေနေတာကငါတို့တရိษံတွေရဲ့လှုပ်အားတယ်လေထဲမှာရှိတဲ့ထွန်တုံးတွေကိုဆွဲနိုင်လောက်အောင်လို့လူတွေမှာခွန်အားမရှိဘူးရုံတွေကိုအမဲလိုက်ပြီးဖမ်းနိုင်လောက်အောင်လို့လူတွေကအပြေးမမြောင်အကျိုးမြတ်ရနေပါတယ်ဆိုတဲ့နွားနို့တွေကြက်ဥတွေကိုလူတွေကမဖန်တီးနိုင်ဘူးငါတို့တရိษံတွေကပဲလှုပ်ပေးနေတာဒီလိုဘာအရေးအချင်းမှမရှိတဲ့လူတွေကငါတို့ရဲ့အရှင်တခင်လို့ဆက်ဆံနေတယ်ကောက်ပဲတိနှံတွေကိုငါတို့ဘာသာငါတို့စိုက်နိုင်တယ်လေတွေကိုငါတို့ဘာသာငါတို့ထွန်းနိုင်တယ်ဒီလိုမျိုးငါတို့လှုပ်အားနဲ့လှုပ်ထားရမြအကျိုးမြတ်တွေအားလုံးငါတို့တရိษံတွေကပဲရတင်တယ်ဒီလိုမျိုးအထက်စီးကနေအနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်နေတဲ့လူသားတွေကိုငါတို့ရှိသမျှခွန်အားတွေနဲ့ပြန်ပြီးတော်လှန်နိုင်တယ်ငါတို့တရိษံနေတာစီးလုံးရင်ငါတို့တရိษံနေတာတတွေးတသားတွေဖြစ်နေမယ်ဆိုရင်ဒီလူသားတွေကိုတော်လှန်ရတယ်ဆိုတာအဲ့လောက်ခက်ခဲနေမှာမဟုတ်တော့ဘူးအဲ့တော့ငါတို့တရိษံတွေကိုညှဉ်းပန်းတပ်ဖြတ်နေတဲ့ဒီမိစ္ဆာလူသားတွေကိုအမြင့်ဖြတ်ပြီးတော်လှန်နိုင်တာပဲငါတို့ရဲ့တခုတည်းတော့လွတ်မြောက်ခြင်းပဲအောက်မှာနားထောင်နေတဲ့တရိษံတွေရတယ်ဒေါ်ရတွေထွက်တဲ့ကောင်ကထွက်မကျေနပ်တဲ့ကောင်ကမကျေနပ်ငိုတဲ့ကောင်ကငိုတော်လန်မှုအတွက်အစင်းတင်းဖြစ်နေတဲ့ကောင်ဖြစ်နေတယ်ဇာတိတွေးဇာတိမှန်နေတက်ကြွလာကြတယ်ဒီပညာရှိကအဖိုးကြီးတရားဟောလို့လည်းပြီးရောနောက်ထပ်သူကဘာဆက်ပြောလဲဆိုတော့လူတွေဆိုတာမိစ္ဆာအဝိဝါဒတွေလူတွေချင်းတဲ့မိစ္ဆာအချင်းတွေကိုငါတို့တရိษံတွေကမချင်းတယ်ဘူးအဲ့တော့လူတွေကအိမ်အဆောက်အုံတွေမှာနေကြတယ်ငါတို့တရိษံတွေကမနေရအောင်လူတွေကကတင်ပေါ်မှာအိပ်တယ်ငါတို့တရိษံတွေကကတင်ပေါ်မှာမအိပ်ရအောင်အဖို့အစားမိုးရအောင်အရက်မတော့ရအောင်ဆေးရွက်ကြီးမရှိရအောင်ပတ်စံမကန်ရအောင်ဒါမှမဟုတ်ကုန်ပစ္စည်းဖလှယ်ခြင်းတွေမလုပ်ရအောင်တရိษံအချင်းချင်းမတက်ဖြစ်ရအောင်တရိษံတွေအားလုံးကတာတူညီမျှအခွင့်အရေးရကြရမယ် All animals are equal နောက်ဆုံးဝါဖိုးရသူပြောချင်တာနေလဲပြောပြီးတော့သူမှတ်တဲ့အိမ်မက်ထဲမှာလူသားတွေကကဘာပေါ်မှာတဖြည်းဖြည်းပျောက်ကွယ်သွားပြီးတော့တရိษံတွေကလွတ်လပ်ခွင့်တွေရလာကြတယ်အဲ့လိုမျိုးအရန်လာပါရဲ့မြင်ကွယ်သူဘလို့စကလုံးနဲ့ဖော်ပြလို့ဖော်ပြရမယ်တော့မသိပါဘူးတဲ့ပြီးတော့တော်လန်ရေးတချင်းတပုတ်ကိုသူကစိုးပြသွားတယ်သူစိုးပြနေတဲ့အချိန်သူ့အတန်ရဘလောက်ပဲအကွဲနေပါစေတချင်းတန်တွေကစာသားတွေကိုနားထောင်ပြီးတော့အောက်ကတရိษံတွေကလည်းဇာတိတွေးဇာတိမှန်တွေတက်ကြွပြီးတချင်းမဆုံးခင်မှာအားရပါရလိုက်ဆိုရတယ်ဒီလိုနဲ့စပတ်ကြီးထဲမှာတရိษံအုပ်စုလိုက်ကြရေးလာဖြစ်နေရဲ့အတန်ကြောင့်လေဓမားရလန့်လို့လာတရိษံတွေစွစွညံညံဖြစ်နေတော့လေထဲမှာမြေခွေးဝင်နေထင်ပြီးတော့ဘေးမှာရှိတဲ့တနက်ကိုဆွဲကင်ပြီးတော့ပတင်းပေါက်ကနေ6ချက်ပြစ်လိုက်တယ်အဲ့တနက်တန်6ချက်ကြီးဟိန်းထွက်တော့မှခုနဟီလာလာဖြစ်နေတဲ့စပတ်ကြီးတွေကတရိษံတွေကလည်းတတိပြန်ဝင်လာပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ပြန်နေတော့ကြဒီလိုတော်လန်ရေးတရားတွေဟောပြောပြီးတော့နောက်ထပ်3ရက်ကြာတဲ့အခါမှာဝက်အဖိုးကြီးကအေးအေးဆေးဆေးနဲ့ငြိမ်ငြိမ်ချမ်းတည်သွားတယ်သူ့ရဲ့ခန္ဓာကိုယ်ကိုလည်းဒီ channel မှာပဲမြုပ်နှံပေးလိုက်တယ်ဒါပေမဲ့တရိษံတွေအားလုံးရဲ့စိတ်ထဲမှာတော့မခံချင်စိတ်တွေတော်လန်စိတ်တွေကတဖြည်းဖြည်းနဲ့ပွားများလာတယ်လူသားတွေကိုပြန်တော်လန်တင်နေဆိုတဲ့အတွေ့အကြုံတလူရဲ့စိတ်ထဲမှာအပီးပိုင်ကိန်းအောင်သွားကြပြီဒီလိုမျိုးလူသားတွေကိုပြန်တော်လန်တင်တာလှုပ်တင်လှုပ်ထိုက်ပြီမဲ့ဘယ်ကနေဘလို့စရမှန်းဘယ်သူမှမသိဖြစ်နေကြတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲတက်တိုက်ဆန်တော်လန်ရေးစားဖို့အဖြစ်အပျက်တစ်ခုကအကြောင်းဖန်လာတယ်